နင်းနေရရတော့မဟုတ်ဘူးနော်အတီးထဲမှာမှငကမောက်တီးငယ်ဘွားအိမ်မက်ကိုအကောင်ထဲဖော်ဖို့အတွက်ကန္နာရစူးတွေကြားမှာကြိုးစားရှင်တန်ခဲ့ရတယ်ကနရ6ခုရလေကျုံမှာအလားပါအတွက်အထောက်ကူပြုတဲ့အာနီးတဲ့တွေအပြည့်အဝရှိနေပြီလေရဲလေးမနည်းနည်းတော့ဝမယ်နော်ဒီတော့ဒေမက်စင်ကမြန်မာပြိုင်ပွဲမှာငကားမှန်းသိအောင်အမောက်ထောင်ပြရသေးတာပေါ့လာမရှုံးနဲ့ရှုံးနဲ့လာမရှုံးနဲ့ငါမတယောက်တည်းမြစ်တာတရားတွေပွားများခြင်းသေးတယ်ယောက်ျားနော်ဟမ်ယောက်ျားတယ်နော်ဘုံကြီးပါစေသက်ရှိစေအလုံးစိတ်လေးချမ်းသာစေဘုံကြီးပါစေသက်ရှိစေအလုံးစိတ်လေးချမ်းသာစေတော့ဆူတောင်းပေးမြစ်တာတရားတွေပေါ်ညာရတာဒါ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 စားအောင်စားချင်လာပြီအိမ်ခေါ်ဝိုင်းကောင်းမနေဘူးနော်ငကမောက်တီးလားလိုက်ပါလားလိုက်ပါတဲ့လိုက်ပါကျုပ်ရဲ့မြတ်တာတွေအားလုံးမျှဝေပေးစမ်းကျုပ်ရဲ့မြတ်တာအားလုံးမျှဝေပေးနေတာမေမနီလေးလာမမီတဲ့လူကားကွယ်တိတ်ချောချောလုံးနေဒေတော်လေးကဘရောင်းရောင်ချေလာနိုင်လုံးနေကာယံလေးရဲ့ကျင်းနာကြည့်တဲ့သူမျက်လုံးကိုနေလေးလာမဟုတ်ဘူးမြင်သူကတိုင်းလေဆွဲကြံလေးမေမရတော့ဘိုးငါပဲဘုံမချေဘဲနဲ့လာတဲ့လာကိုပြရီဖွဲလေမိနိုင်မှုကွယ်မြင်သူကတိုင်းလေပြန်ကငေးအချေမခိုင်းနိုင်ရိုင်းလဲနေကိုတယောက်လေဒီလိုပါပဲတိတ်ချစ်နေပြီကွယ်ပြင်သွားရင်ဘလို့စတိုင်တွေဝတ်တာလဲဘာမှမဟုတ်ဒီတိုင်းပဲဟုတ်ကဲ့နဲ့တက်လိုက်တာဝစ်စားမပါပဲနဲ့ကမောက်သေးရမရှက်ဘူးလားရိုးရိုးလေးပဲဝတ်တယ်ပြောတော့သူ့ကိုကြမ်းလို့ထင်တယ်ဘယ်လိုလုပ်ငါတို့ကြမ်းပါလေဟုတ်တယ်လားကိုကြမ်းမလားကျွန်တော်ကတော့ရမကြိုက်ဘူးဒီနေ့တော့ဒေါင်းဖက်နယ်လေးစီးထားရနော်ဒီနေ့ရှူးဖက်နယ်လေးနဲ့ချော်လဲမှာဆိုလို့ဒီနေ့ချော်လဲဒီမှာမယောက်ျားများဟာမျိုးရဆုံးလက်နဲ့လစ်ကလုံးပလီပလာညက်စင်တော့ချိုလီတော့ချစ်ဖို့ကောင်းအောင်လိမ့်မာတယ်ဒါလုံးပဲနေတယ်လူမျိုးမခုတ်တတ်လို့ကြောင်းကလေးမတွေ့လေကိုတို့မတွေ့လေလေးလမ်းတွေ့ရင်တော့ချစ်ရဲ့စေတော့ပြကိုဘေးမချစ်ခဲ့မိအောင်နေနိုင်တယ်ဒီလိုနဲ့တန်တရားလေးမဟာရင်ချက်လေးလေးလုံးရစ်ချက်အရှမ်းရမိုက်နေတယ်ကျမလေးကဘလောက်ကောင်းလဲဆိုရင်ရှင်တို့မျက်စိရောရှားလဲသွားလိမ့်မယ်ဟာမျက်စိရောရှာပါလေရောတက်တူးတွေထိုးထားလားတက်တူးတွေထိုးထားလားရှိတယ်တက်တူးရှိရယ်ရှိလားရှိရခန္ဓာကိုယ်အပေါ်ပိုင်းလားဒီလိုဖြစ်ပဲပြေးဖြစ်ပါတကယ်လားရမယ်နမမနောက်မှကြည့်မျက်နှာဖုံးချွတ်ပြဖို့အစင်းသင့်မဲဆိုရင်နောက်ကိုခဏလေးလှည့်ပေးပါဘယ်သူလဲ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 ကဲချွတ်လို့ရပါပြီမာကြီးစံကင်စန်းဝင်းမိတ်ကပ်တို့ရဲ့မာကြီးစံစိတ်လင်းရဲလေးမငိုင်းဆန်းဖြေပြောတဲ့အခါမှာတယောက်တည်းဆိုပြင်းစရာကြီးဒါမှန်တယ်ဆိုတော့အဖော်လေးရဲဘော်ရဲဘက်ကိုခဲစင်မောကြွပါဘိုင်ကထုတ်တယ်နော်ပြီးလို့ရှိရင်အရန်ချင်ရတဲ့ထွန်းထွန်းကစင်မောလာပြီတို့ဟာကန်ဆက်နေဟာရေးလိုက်လေးပေါ်ချင်ရေးလိုက်လေးပေါ်ချင်ရဲ့ဟုတ်ရဲ့လားဒီစစ်တမှာပါဝင်မှုကမ်းလှမ်းလာတဲ့အခါမှာငါရနေပြီးတော့ဟို
တချင်းမဆိုတတ်ဘူးပေါ့နော်တချင်းဆိုရမယ်ဆိုတော့အဆင်ပြေပါမလား ရလေးလာမလို့စမ်းဆက်ကိုနိုင်လေးလာတဲ့ ငါကြီးစန်းတန်ကတချင်းဆိုလို့ရလောက်မဲ့အတန်မျိုးတည်းမှမပါဘူးကိုတခါမှလည်းမထင်ထားဘူးပေါ့နော်ဆိုရမယ်ဆိုတဲ့အခါမှာအဆင်မပြေမှာစိုးရိမ်နေ ချိုးတယ်သောက်တဲ့ငါစမ်းဆက်ကန်တော့နိုင်လေးလာတဲ့ကန်ဆက်တို့ဟာကန်ဆက် ငါတို့တချင်းဆိုဖို့ vocal guide လုပ်ပြီးတဲ့အကူရလဲသူတေချာလေးသူရှေ့ကနေပြပေးတဲ့အတွက်ဒီတချင်းလေးတော့ဖြစ်သွားအောင်ဆိုတတ်သွားပါတော့ ပေါ်ချီရဲ့ရေးတိုင်းလေးပေါ်ချီရဲ့ဟိုရလားဟိုရလား ဒီအစီအစဉ်ကတော့မရဲ့ပထမဦးဆုံးတချင်းဆိုမှုတဲ့အတွေ့အကြုံပါ ရလေးလာတဲ့ကန်ဆက်ကိုနိုင်လေးလာတဲ့ တမတ်စင်ကဆိုတဲ့အစီအစဉ်ကထူးခြားဆန်းပြပြီးတော့လှပတဲ့ဝတ်စုံတွေဝတ်ဆင်ပြီးတော့မြေသူမြေဝါမှန်းမသိအောင်လို့ခေါင်းဆောင်ကြီးစွတ်ပြီးတော့တီဆိုဖြော်ပြရတဲ့အစီအစဉ်လေးဖြစ်ပါတယ်။အဲ့ဒီခါမှာကိုနဲ့ခင်မင်းရင်းနှီးတော်ညာလဲဘသူဖြစ်မယ်ဆိုတာတော့ခံမှန်းလို့မလွယ်တဲ့ဒီအစီအစဉ်လေးဖြစ်တဲ့အတွက်ပေါ့နော်။နေပယ်အသီးသီးကအမှုပညာရှင်တွေအများကြီးပါဝင်ပါတယ်ပြီးတော့မျက်နှာဖုံးအောက်မှာဘသူဖြစ်မလဲသူတို့ရဲ့တီဆိုဖြော်ပြမှုကဘလောက်အတိုင်းတာထိကိုယ်စိတ်ပျော်ရွှင်မှုပေးနိုင်မလဲဆိုတာကိုလေးလာကြည့်ရှုဖို့ပေါ့